Nicholas, can you read out the whole story for me and translate it in Myanmar, please? So what's the title of? Cute. Okay. I'm not cute. ငါချစ်စရာမကောင်း What is the author name? Writer name? Jonathan Allen. That's great. So let's go on. Baby all decided to explore the woods. ဇီးကွက်လေးကဆုံးဖြတ်လိုက်တယ်တောထဲကိုစူးစမ်းလေ့လာဖို့အတွက် Nobody's will bother me. ငါ့ကိုဘယ်သူမှနှောက်ယှက်နိုင်မှာမဟုတ်ဘူး he thought သူတွေးလိုက်တယ် then along came rabbit အဲ့ဒီပြီးနောက်ယုံလေးရောက်လာတယ် That's great. You are so cute baby all မင်းကအရင်ချစ်စရာကောင်းတာပဲဇီးကွက်လေးရဲ့ said rabbit ယုံလေးကပြောလိုက်တယ် and so small မင်းကအရင်သေးတာပဲ and rabbit gave baby all a great big hug ပြီးတော့ယုံလေးကသူ့ကို a great big hug တင်းကြပ်ဖတ်ထားလိုက်တယ် Okay. I'm not cute ငါချစ်စရာမကောင်း sad baby all ဇီးကွက်လေးကပြောလိုက်တယ် and I am not small ပြီးတော့ငါမသေးဘူး Okay. Next is. I am a huge and scary hunting machine ငါကရမ်းကြီးမားပြီးတော့ကြောက်စရာကောင်းတဲ့အမဲလိုက်သူကြီးပါ with great big soft and silent wings ပြီးတော့ a great big soft အဲ့ဒီပြီးတော့ Soft is what? soft is နူးညံ့သူရဲ့နူးညံ့တဲ့ကြီးမားနူးညံ့တဲ့silent swing သူကြီးမားနူးညံ့တဲ့ silent swing တိတ်ဆိတ်တဲ့အတောင်ပံနဲ့ Okay. တိတ်ဆိတ်တဲ့အတောင်ပံနဲ့ဖမ်းရထားလို့ရတယ် Yeah. That's good. then along came fox အဲ့ဒီပြီးနောက်မြေခွေးရရောက်လာတယ် doing a little dance baby all မကနေရလားဇီအီကွက်လေးရပြောလိုက် at fox မြေခွေးရပြောလိုက်တယ်လမ်းမေးလိုက်တယ်မြေခွေးရ you are so cute and so fluffy မင်းကအရန်ချစ်စရာကောင်းတယ်ပြီးတော့အမွေးလေးကနူးညံ့လေးရှိတယ်ပြောလိုက်ပါ and fox gave baby all and great big hug အဲ့ဒီပြီးတော့မြေခွေးလေးက baby all လေးကိုဇီးကွက်လေးကိုတင်းကြပ်ဖတ်ထားလိုက်ပြန်တယ် Okay. I'm not cute said baby all ငါချစ်စရာမကောင်းဘူးလို့ဇီးကွက်လေးကပြောလိုက်တယ် and I'm not fluffy ပြီးတော့ငါအမွေးနူးနေရတယ်လည်းမရှိဘူး More than one. မွေးဖွားမနေဘူး And then. I am a huge ငါကြီးမားပြီး sleek hunting machine ကြီးမားပြီးတော့ sleek ကြစ်လက်တောက်တဲ့အမဲလိုက်သူ ငါကြစ်လက်တောက်တဲ့အမဲလိုက်သူကြီးမားပြီးကြစ်လက်တောက်တဲ့အမဲလိုက်သူ with great big see in the dark eyes ကြီးမားတဲ့မျက်လုံးသူကတဲ့အမောင်ထဲမှာကြီးမားတဲ့မျက်လုံးနဲ့မြင်နိုင်တယ် Okay, that's great. then along came squirrel အဲ့ဒီပြီးနောက်ရှေ့ရရောက်လာတယ် That's interesting.
Okay. You are so cute baby oh မင်းကအရင်ချစ်စရာကောင်းတာပဲတဲ့မင်းကအရင်ချစ်စရာကောင်းတဲ့ဇီးကွက်လေးပါတဲ့ဇီးကွက်လေးလို့ said squirrel ရှေ့လေးကပြောလိုက်တယ် with those big baby eye မင်းကခလေးမျက်လုံးလေးနဲ့ ခလေးမျက်လုံးလေးနဲ့ ပြူလို့ရအောင်နော် ခလေးမျက်လုံးလိုပြူပြူလေးနဲ့ and squirrel gave baby oh a great big hug squirrel က baby oh ဇီးကွက်လေးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပြန်တယ် What is squirrel means in Myanmar? Squirrel in Myanmar is what? shit That's great. I'm not cute shot at baby oh ငါချစ်စရာမကောင်းဘူးလို့ဒီကွက်လေးကអော်လိုက်ပါတယ် And then? and I don't have big baby eyes ပြီးတော့ငါမှာခလေးမျက်လုံးလိုပြူပြူတေးသေးလေး Okay, that's then great. along came mom အဲ့ဒီပြီးနောက်သူ့မေရောက်လာတယ် there you are မင်းကဒီမှာပဲတဲ့ There you are. how's my baby oh how's my baby oh မင်းhow's my baby oh How's my baby owl? No, means what? Secretly, blue nile. And then ask by whom? at mom သူ့ရဲ့အ Okay, မေကပြောလိုက်တယ် that's great. it's not fair ဒါမတရားဘူးတဲ့ said baby oh ဇီးကွက်လေးကပြောလိုက်တယ်တဲ့ rabbit fox and squirrel all say I am cute but I am not ယုံလေးရယ်ယုံရယ်မြေခွေးရယ်ရှင့်ရအားလုံးကပြောလိုက်တယ် I am cute ငါချစ်စရာကောင်းတယ်ဒါပေမဲ့ငါမဟုတ်ဘူး ငါချစ်စရာကောင်းမနေဘူးနော် Okay. ချစ်စရာကောင်းမလို့ ကောင်းမနေဘူးနော် Okay. Of course you are not cute you are not cute ဒါပေါ်တဲ့မင်းကချစ်စရာမကောင်းဘူးတဲ့ချစ်စရာမကောင်းဘူးတဲ့ဇီးကွက်လေး said mom အမေကပြောလိုက်တယ်တဲ့ you are a huge scarily sharp eye hunting machine မင်းကကြီးမားတယ်ကြောက်စရာကောင်းတယ်ကျစ်လက်တောင့်တင်းတယ်ကျစ်လက်ကြောက်တောင့်တင်းတယ် sharp eye hunting machine စူးရှားရဲ့မျက်လုံးနဲ့ မျက်လုံးပိုင်ဆိုင် လုံးပိုင်ဆိုင်ထားတဲ့အမဲလိုက်တူကြီးပါ and mom gave baby O a great big hug ပြီးတော့သူ့အမေကတင်းတင်းကြပ်ကြပ်ဖက်လိုက်ပြန်တယ်တဲ့ That's more interesting. baby O thought for a moment ဇီးကွက်လေးကခဏစဉ်းစားလိုက်ပါတယ် but I'm cute said baby oh I am I am. Okay. but I'm cute ငါချစ်စရာကောင်းတယ်ငါချစ်စရာကောင်းတဲ့ဇီးကွက်လေးငါချစ်စရာကောင်းတဲ့ဇီးကွက်လေးလို့ဇီးကွက်လေးကပြောလိုက်ပါတယ် ငါပဲ Paul baby oh Paul baby oh တနာစရာကောင်းတဲ့ဇီးကွက်လေးသူ့အမေကပြောလိုက်ပါတယ် you are tired it's bedtime for you မင်းအိတ်ချင်နေပြီဒါမင်းအိတ်ချင်ဒါမင်းအိတ်ချင်ရောက်နေပြီ It's not yawning. Okay. Mom tucked baby O into her warm How warm? Where? her Warm cozy bed. warm cozy bed သူ့အမေက
ဇီးကွက်လေးကိုသူ့ရဲ့ရင်ခွင် အဲ့မှာထိုးဝေးလိုက်တယ် ရင်ခွင်ထဲမှာရင်ခွင်ထိုးပြီးတယ်ပြီးခေါ်စီဘက်အရန်နူးညံ့တဲ့အဲ့ရတဲ့ကိုတွင်းပြလိုက်တယ် She reads him a story and baby O drifted off to sleep. သူမ baby O လေးကိုပုံပြဖတ်ပြတယ်ပြီးတော့ baby O drifted off to sleep baby O drifted off to sleep baby O ပုတ်အိပ်ပျော်အောင်လို့ပုတ်အုပ်ပြီးတယ် Okay. You are so cute baby O whispered mom အမေကတူတူလေးပြောလိုက်တယ်မင်းကချစ်စရာကောင်းတဲ့ဇီးကွက်လေးပါ Yes, so cute เนี่ยတိတ်ချစ်စရာ For ပဲ a huge scarcely sharp eye hunting machine does it for a huge မင်းကြီးမားပြီး ကြီးမားပြီးတော့ကြောက်စရာကောင်းတယ်ချစ်လက်တောက်တင်းတဲ့ sharp eye ဆူရှာရဲ့မျက်လုံး ပိုင်ဆိုင် ပိုင်ဆိုင်ထားတဲ့မဲလိုက်သူ မဲလိုက်သူပေါ့ Good night baby oh That's it. Yeah. Thank you for reading. It's what fun.